ထိတ်တန်းလောက်ကျန်တက်ဖြတ်သူစနိုက်ပါတယောက်ဟာလက်နက်မောင်ခိုသမားကိုပြစ်ခတ်ဖို့အမြင့်တိုက်ခေါင်မှုပေါ်မှာပုံငယ်ဆောင်ဆိုင်နေပါတယ်။အဲ့ဒီချိန်မှာပဲမျိုးသမီးတယောက်ရောက်လာပြီးကစရာရှိတာကလှုပ်ချင်ရလုပ်ပြီးသူ့ကိုလာဆွဲဆောင်ပါတော့တယ်သူတို့ကြားမှာပတ်သက်မှုတစ်ခုခုရှိနေတာတေချာပေမဲ့ဒါကအလုပ်ကိုတော့မထိခိုက်စေခဲ့ပါဘူး။ကင်းထောက်ကနိုင်ပါပြစ်မှတ်ဒေတာတွေကိုအမြန်ပြောပြလိုက်ပါတယ်တင်းတဲ့သမားလည်းပြစ်မှတ်ကိုတေချာချိန်ရဲလိုက်ပြီးပြစ်ခတ်တော့မယ်ဆဲမှာပဲအဲ့ဒီကောင်မလေးကရုတ်တရက်လက်ကြည့်လိုက်ရကနေအပေါ်တိုက်ကလာဟတ်တဲ့အလင်းရောင်ပြန်ကိုတတိပြုမိသွားပါတယ်ဝေါ်ကလည်းပြစ်ကွင်းကိုချက်ချင်းပြန်ပြင်ချိန်လိုက်ရပါတယ်ကံကောင်းချင်တော့လက်နက်မောင်ခိုသမားကအဲ့ဒီကောင်မလေးနဲ့ကက်လျက်ရှိနေသေးတာမို့တင်းတဲ့သမားကအခွင့်အရေးကိုလက်မလွတ်ပဲထပ်မံပြစ်ခတ်လိုက်ပါတယ်ပြစ်မှတ်ကိုရှင်းထုတ်ပြီးတာနဲ့သူတို့လည်းအဝတ်အစားနဲ့ကိရိယာတွေကိုအမြန်သိမ်းဆေးပြီးတက်ခောက်ဖို့ပြင်ကြပါတယ်လေကားချစ်ထဲရောက်သွားချိန်တယောက်ကသူတို့နောက်ကိုလိုက်နေပြီဆိုတာသိလိုက်ရပါတယ်တိုက်ခေါင်မှုဘက်ကိုပြန်ပြေးခိုင်းခံရပြီးရန်သူတွေဝိုင်းလာတာကြောင့်လမ်းစုံလမ်းကွာမှာပိတ်မိသွားပါတယ်ကံကောင်းစွာနဲ့ပဲအနီးနားကတကားတစ်ခုကိုတွန်းဖွင့်လိုက်တော့လက်လေကားတစ်ခုကိုတွေးလိုက်ရပါတယ်ကံကရောက်လာတဲ့ရန်သူတွေကိုတတိပြုမိပြီးပွဲသိမ်းရှင်းထုတ်နေချိန်မှာဝေါ်ကာကထောင်နားမှာခက်မြန်ပုံလိုက်ပါတယ်သူတို့လေကားကနေတဆင့်အောက်ကိုဆင်းပြေးနိုင်ခဲ့ပေမဲ့အပြင်မှာရဲကားတွေရောက်နေပါပြီမြေအောက်ထွက်ပေါက်ကိုရောက်ခါနီးမှာပဲပိတ်ဆို့ဝိုင်းရန်ချင်းခံလိုက်ရပါတယ်သူတို့ကအညက်ခံချင်းရောင်ဆောင်လိုက်ပြီးဝေါ်ကာနဲ့ကန်တို့ဟာရဲတွေကိုဖျက်ခနဲရိုက်နှက်ဖြိုခွဲကြရာတွေကိုလူယူပြီးထပ်မံထွက်ပြေးခဲ့ကြပါတယ်အန်ရယ်ကနေလွတ်မြောက်သွားတာနဲ့လေရင်ပေါ်ကိုတက်လိုက်ကြပါတယ်ဒါပေမဲ့ဝေါ်ကာအတွက်တော့တခုခုမတင်ကားစရာဖြစ်နေပါတယ်။အဲ့ဒီမျိုးသမီးကဘာလို့လက်နက်မောင်ခိုသမားအတွက်အသက်ဆွန်ပြီးကြီးစံကားပေးခဲ့တာလဲဆိုတာသူနားမလည်နိုင်အောင်ဖြစ်နေတာပါကံကတော့ဒါဟာအမှားတစ်ခုပဲဖြစ်လိမ့်မယ်လို့ပြောရမယ်ဝေါ်ကာကတော့အဲ့ဒီကောင်မလေးဟာထိုလူကိုကာကွယ်ဖို့ရည်ရဲချက်ရှိလုပ်ခဲ့တာဆိုတာတက်အပ်မြင်လိုက်တာပါကံကတော့ရဲရဲကြီးယုံကြည်နေပါတယ်အကယ်လေအဲ့ဒီလက်နက်မောင်ခိုသမားသာရိုးသားတဲ့သူဆိုရင်ပြစ်မှတ်ဖြစ်လာစရာအကြောင်းမရှိသလိုအဲ့ဒီကောင်မလေးကလည်းတခုခုအကျိုးမြတ်ရလို့သာဝင်ပါတာဖြစ်လိမ့်မယ်လို့ပြောပါတယ်ဝေါ်ကလည်းပြန်မပြောနိုင်ခဲ့ပေမဲ့စိတ်ထဲမှာတော့တက်တောင့်တက်တာမရှိလာပါဘူးမတိစိတ်ကနေပြစ်ရှိတယ်လို့ပင်ခံစားနေရတာပါအဲ့ဒီလိုပြောကွက်ရှိနေတာကပဲသူ့ကိုတေးမတက်အနေအကြုံရစေလို့နှီးပါဖြစ်ခဲ့ပါတယ်မကြမီမှာပဲသူတို့အလုပ်တစ်ခုရရှိခဲ့ပါတယ်လမ်းမှာဝေါ်ကာကကန်ကိုဒီလုပ်ပြီးရင်သူထွက်တော့မယ်ဆိုတဲ့အကြောင်းအထက်လူကြီးတွေကိုပြောပြီးပြီလို့ပြောပြပါတယ်ကန်ကဝေါ်ကာတကယ်ထွက်လိမ့်မယ်လို့မယုံပေမဲ့ဘာမှတော့ပြန်မပြောခဲ့ပါဘူးနောက်တော့သူတို့ငါးကျယ်ပွင့်ဟိုရဲတစ်ခုကိုဆေးလွတ်ချင်းခံရပါတယ်မန်နေဂျာကလိုက်ကာတွေကိုလာဖွင့်ပေးချိန်မှာဝေါ်ကာက professional အသိစိတ်နဲ့ချက်ချင်းရက်ခိုင်းလိုက်ပါတယ်ဟိုတယ်ဝန်ထမ်းကလည်းရီမုတ်နဲ့လိုက်ကာတွေကိုပြန်ပိတ်ပေးသွားပါတယ်ဝန်ထမ်းတွေထွက်သွားပြီးမကြမီမှာပဲအင်တာတကားရဲ့မီလာပါတယ်တကားသွားဖွင့်ကြည့်လိုက်တော့မင်းကြီးနှစ်ယောက်ရောက်နေတာကိုတွေ့လိုက်ရပါတယ်စာချုပ်အရအထက်လူကြီးတွေကသူတို့ရဲ့နှစ်ပေါင်းများစွာလှုပ်ဆောင်ခဲ့မှုအတွက်ကျေးဇူးတုတ်ပြန်တဲ့အနေနဲ့အဖော်ပြုပေးဖို့စီစဉ်ပေးလိုက်တာပါလာပါတဲ့ကောင်မလေးတွေကိုမြင်တော့ဝေါ်ကာနဲ့သူ့ပါတနာတို့မျက်နှာပွင့်သွားပြီးနှိမ့်နေပေးတဲ့ဝန်ဆောင်မှုကိုစတင်ခံစားကြပါတော့တယ်ဝေါ်ကာကတော့နင်းနေရှက်ရွံ့နေပြီးအတွေ့အကြုံရှိသလိုခက်အေးအေးပဲနေပါတယ်အဲ့ဒီချိန်မှာပဲမန်နေဂျာနဲ့စားပွဲထိုးတို့ကအစားတောက်တွေယူဆောင်လာပြီးဒါဟာသူတို့ဌာနချုပ်ကအထူးပေးပို့လိုက်တာပါလို့ပြောပါတယ်တတိတွေကိုဘေးမှာချထားပြီးတဲ့နောက်သူတို့ကဝေယန္တာဘက်ကိုတန်းသွားပြီးတကားကိုဖွင့်လိုက်ကြပါတယ်ဝေါ်ကာကတော့ဒါကိုစိတ်တူသွားပါတယ်ရှုခင်းကိုသူစိတ်မဝင်စားပါဘူးလိုက်ကာတွေကိုချက်ချင်းညံပိတ်ချင်နေတာပါသူသွားရဖို့ပြင်လိုက်တဲ့အချိန်မှာပဲမျက်နှာချင်းဆိုင်တိုက်ပေါ်မှာပုံမှန်မဟုတ်တဲ့အရာတစ်ခုကိုတတိပြုမိလိုက်ပါတော့တယ်